ငယ်လေးတွေကကြက်စဝါဒနာပါပြီဆိုပြဥတော်မှမူကျင့်တစ်ခုရှိတယ်အဲ့ဒီမူကျင့်ကတော့အိမ်မှာကြက်မွေးတယ်ဖောက်တယ်ကြက်နော်တောတောင်ဟိုတွန်းလူဗာလေးညာလေးကောင်းကောင်းတီးတန့်တစ်ကောင်လောက်ပဲထားတယ်နော်ရုပ်ဆိုးတဲ့ကြက်ဆိုရင်တစ်ကောင်မှမထားတတ်ဘူးဒီကြက်ဟုတ်ဆိုရင်အမ3ကောင်အဖ4ကောင်ပါအဖတစ်ကောင်ကောက်တယ်ဒီချင်းနဲ့တီရွယ်မှာဒါတန်းထည့်အခုအမ3ကောင်ပါဒီတစ်ကောင်ပဲဖြောင်းတယ်ဒီတစ်ကောင်ပဲကြက်ရရှည်ဒီတန်လည်းကောင်းနော်ဒီဓမ္မရှန္ဒာကျန်တဲ့နှစ်ကောင်ဒီချင်းနဲ့ထည့်အဲ့တော့ကြက်ကောင်းတာမကောင်းတာကြီးနောက်ထားနော်ကြက်ကတော့တောတောင်ဥပရိယုတ်ကိုကြိုက်ဘူးမကြိုက်တတ်ဘူးအဲ့တော့အခုလေးကဒီကြက်ဆိုရင်ချောတာလှတာပဲဥတော်ကိုင်းနေကြတာမန်ရုပ်ရည်ကတော့ကိုလို့ဒီချင်းနဲ့တွားဥတော်ကျွန်တော်ကြက်တကောတော်ကောင်းတယ်ဗျာကျွန်တော်3-4ဖက်လောက်ရိုက်ကြည့်တာအဲ့တော့ဒီကြက်ကိုကျွန်တော်ဝိုင်းနဲ့ဆင်းကျင်တယ်တခုတော့ကျွန်တော်မှာအားနေချက်ရှိတယ်အဲ့ဒီအားနေချက်ကကျွန်တော်ကြက်ဖွဲ့စည်းပုံမကောင်းပဲလင့်ကောက်နေတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်ကြက်တိုက်လို့ရပါမလားအဲ့တော့မင်းမျက်စိထဲမှာမင်းအာရုံထဲမှာမင်းခေါင်းထဲမှာတွေ့ပြီဆိုရင်တော့မင်းမကြိုက်နေပြီဆိုရင်တော့တိုက်လို့ရပါတယ်ဒါနဲ့တခုတော့ရှိရနော်ကြက်ကသူ့ဘာသာရက်ကိုမင်းအတွက်ပြည့်စုံလုံလောက်တယ်လို့မင်းကထင်ထားပြီးဒါဆိုရင်မင်းအုံနောက်နဲ့မင်းကောင်းကပြည့်စုံလုံလောက်ဖို့ကြက်ထက်ပို့ပြီးအရေးကြီးတယ်ဘာဖြစ်လို့လဲမင်းနံပါတ်1အရေးကြီးဆုံးကမင်းကြက်ဝိုင်းထဲကိုတွားရင်အတတ်နိုင်ဆုံးနေနိုင်အောင်ကြိုးစားပါနော်မနေနိုင်အောင်ကြိုးစားလို့မင်းကြက်တူလာတယ်တွားတိုက်တယ်ဟိုကဖွဲ့စည်းပုံသားနေတယ်ဆိုလို့ရှိရင်မင်းဟာကောင်းနိုင်တူပဲဖြစ်ဖြစ်မကောင်းနိုင်ပဲတူပဲဖြစ်ဖြစ်မင်းဖွဲ့စည်းပုံကြောင့်ကြက်ရှုံတတ်တယ်ဒါဆိုရင်ဥပဒေကြက်ဖွဲ့စည်းပုံကောင်းတဲ့ကြက်တွေကတောက်လျှောက်နိုင်ဦးမလားလို့မင်းတို့ကအထွတ်တက်အောင်ပဲအဲ့တော့တကယ်တမ်းကျတော့ကြက်ဆိုတာမင်းဖွဲ့စည်းပုံကောင်းပြီးခိုင်ခန့်တဲ့ကြက်တွေကရေရှည်မှာလိတ်ခတ်နဲ့နိုင်သွားတာမျိုးအများကြီးတွေ့ရတယ်အဲ့တော့မင်းဝိုင်းတဲ့ကိုမင်းကြက်ပွေတဲ့ချိန်မှာဥတော်မှားလိုက်မယ်နံပါတ်1နေနိုင်အောင်ကြိုးစားပါဒီကြက်ကောင်းတဲ့အပေါ်မှာမင်းသတိထားပြီးတော့လူကအဲ့တဲ့ပူကောင်းပြီးတော့ဒါမင်းနဲ့သက်ဆိုင်သွားတဲ့အနေထားကိုရောက်ပြီးကြက်ဆက်တဲ့အချိန်မှာမင်းလူလင့်လူမင်းကြက်လူလင့်နဲ့ကောက်တဲ့ကြက်မျိုးနဲ့တွေ့မှပဲတိုက်မတွေ့ရင်အိမ်ပြန်လာခဲ့နော်တကယ်လို့ဖွဲ့စည်းပုံကောင်းတာနေနော်ခိုင်တာခန့်တာတွေကိုမင်းခန့်ချပြီးတဲ့အချိန်မှာမတော်တဆရည်ရှိသွားတဲ့အချိန်မှာမတော်တဆချုံတက်လို့ဟူတော့နေနိုင်အောင်နေပါကြက်ထက်မင်းကတော်ရမယ့်နေထားကိုရောက်သွားပြီမင်းကြက်ဆက်တဲ့နေရာမှာလင့်နာကောက်ထားရင်ပဲစပ်ပြီးတိုက်ပါလို့ဥတော်နော်ကင်လို့ရပါတယ်လို့ဟုတ်လားအဲ့တော့ဒီကနေ့ကြက်အကြောင်းတွေပြောရင်လဲတနေ့ပညာတွေကကုန်မှာမဟုတ်မကုန်တလောက်လဲချပြတင်အောင်ချပြခဲ့နော်မတည်တင်လေးပေါ့ကွာဟုတ်လားအဲ့တော့ကြက်တကောင်ရှိတယ်နဲ့တောက်လျှောက်မကြခဏကလေးတွေကညီလိုက်လူကြီးတွေကညီနေကြအဲ့တော့ကြက်တကောင်ရှိတယ်ဆိုတာရှိတဲ့အမျိုးအစားကိုဘာကြောင့်ရှိတယ်ဆိုတာကိုဟိုကသိဖို့လိုတယ်အနာတခြားစီးတခြားဖြစ်ကုန်ဥပမာဟိုကကြက်ရှိရတဲ့အကြောင်းရင်းဒါလူအများသိတာရှန်လောင်များတယ်ဒါလည်းရှိမှာနော်ဒါဒီလူအေးတာများတယ်နော်ရှိမှာနောက်ကျိုးရှိတာများတယ်ဒါလည်းရှိတတ်တာနော်နောက်ကြက်မလိုက်တာများတယ်နော်အဲ့တော့ဒါလည်းရှိတတ်တာအဲ့တော့ဒီရှိတတ်တဲ့ဒီထဲကြီးထဲမှာတစ်ခုရှိသေးတယ်တော့မရောက်မင်းတို့ကြက်တဲ့ကောင်သူ့ရဲ့ဝင်းတွင်းအားနဲ့ဝင်းတွင်းကြက်မကြီးအသားရည်ကြီးသူဟာကောင်းဤမကောင်းဤကိုလူကမသိဘူးကြက်ကသိတယ်အဲ့ဒီအချိန်မှာကြက်ကနော်ကိုကနေနဲ့ဇက်သူဖမ်းပြီးတော့နေပွင့်နေပူတယ်နော်မိုးရင်းမှနေပူတယ်ဆိုပြီးတော့ဒါဟိုခဏတစ်ချုပ်နေပူတယ်ဆိုဇက်ကိုကြက်ကိုယူပြီးတော့ရေတွေချိုးပစ်တယ်နော်ဒါဆိုရင်လေဒါလွဲမားတဲ့အယူဆတစ်ခုပဲကြက်ကရေချိုးတယ်ဆိုတာဟိုသူတကယ်ကောင်းနေလို့ချိုးတဲ့အချိန်ဆိုတော့အကြောင်းပို့ကွာမကောင်းလို့ချိုးတဲ့အချိန်မှာဆိုရင်ဒူးထဲမှာရှိတဲ့အယုတ်ကလေးတွေဒါဓာလေးရာပျက်စီးသွားတတ်တယ်ဘာဖြစ်လို့အေးဖြစ်နေတဲ့ဟာကိုအေးထပ်ဖမ်းတဲ့အနေထားပဲအဲ့တော့ဒီလိုကြက်တွေရှိတယ်ဆိုတာနောက်ဥပမာပေါ့ကွာကြက်မာကြောလုံးနဲ့ကြက်အာကြီးလုံးနဲ့ကြက်နော်အယိုးရဲ့အိုလုံးနဲ့ကြက်ဒီလိုချိနီးမျိုးတွေလည်းရှိတယ်အဲ့တော့ချိနီးမျိုးတွေကိုကတိဖို့လိုတယ်တိလို့ရှိရင်တိတဲ့အရာကိုသူနဲ့တိုက်ဆိုင်တဲ့ဇီဝကိုသုံးချတယ်ဆိုရင်ဒီရှိနီးမျိုးကပျောက်တယ်
အဲ့တော့ကြက်တီဥမာပေါ့လှောက်ထားရတဲ့စားလို့ရှိရင်ပေါ့ကွာကြက်တီလွတ်ထားတယ်သူကရက်စားတယ်မြေကြီးကရက်ပြီးစားကြတယ်သူကလမ်းမကြခဏအချိန်ကြီးရှောက်နေရတယ်သူကကြက်မတွေကြက်ပေါက်တွေနဲ့စိတ်အားထက်သန်စွာသွားနေရတယ်ဒါဆိုရင်ဒီကြက်ရှိခြင်းမျိုးရှိမလားမဖြစ်နိုင်ဘူးနော်ကြက်မကလည်းနေရမယ်ဒီလိုရက်တဲ့စားတယ်တောက်တယ်လွတ်လပ်နေရတယ်ဆိုရင်ဒါကြက်တီကရှိတယ်ဗျာကင်းလို့အဲ့တော့ရှိတယ်ဆိုပေမဲ့လို့အဲ့ဒီကြက်ရှိတဲ့ယောဂါကြက်ရှိတဲ့ယောဂါကိုလူကသိပြီးတော့ဒီရှိတဲ့ယောဂါနဲ့တိုက်ဆိုင်တဲ့ဆေးဝါးသာလျှင်ဒါကြက်ရှိတဲ့ကြက်ကောင်တွေဒါအကောင်းဆုံးဖြစ်မယ်နော်အကောင်းဆုံးဖြစ်မဲ့အရာတူဟဲ့လား